ဒီဘက်ကတော့ကပြောတွေစိုက်ထားတဲ့ခုံးလေးအဲ့မှာကပြောဖီးတွေကြာနေပြီကပြောခိုင်နေရနေကြည့်အောင်ဒီမှာတစ်ခုဟောဒီမှာတစ်ခိုင်မှာတော့အပေါ်ဆုံးအဖီးကအလုံးရတော်တော်များတာတွေ့ရတယ်ကြီးအောင်ဘယ်နှလုံးရှိမလဲမသိဘူး2 4 6 8 10 12 14 16 18 20 and then 22 23 23လုံးဖုတ်မြေတွေဆိုတော့အရန်ဖြစ်ပါတယ်ဆက်ရတာ6လဆိုရင်ခိုင်ပြီတော်တော်ပြန်စားဖို့ကတော့ပြန်စောင့်ရတယ်နောက်ထပ်6လ